အားလုံးကိုဒီနေ့မှာကတော့ဘယ်လိုပြောမလဲအခုဒီမှာ cherry ထားရတဲ့ဒီ wallpaper လေးလိုမျိုးလှလှကလေးထားခြင်းနဲ့ကပယ်လေးထားခြင်းနဲ့ပြီးဆိုရင်တော့ဒီ video လေးဆုံးဖြတ်ကြည့်ပါပေးပါအဲ့ application လေးကိုတခြားလေးရရှာပေးပါနောက်မှတင်မယ်ပေါ့နော်ဆိုတော့အဲ့ app ထဲဝင်လိုက်ပါကြာတော့နည်းနည်းတော့ကြာမယ်ဝင်ရတာပေါ့နော်အတန်းနည်းနည်းတော့ဆူညံနေပါမယ်ဘာလို့လဲဆိုတော့အင်တာနက်မှာလာပြောနေလို့ပါအင်းကြီးမှာတော့အတန်းသိမငြိမ်လို့ပေါ့နော်ဆိုတော့ကြာတော့ကြာပါတယ်ကြာကကိုတနေ့ကျော်ရမယ်ဆိုရင်အိုင်နိတ်ကလေးပဲစတိုင်းနေပြီးတော့ပါတော့အဲ့လေးပဲနိတ်ဆိုရဟာလေးပဲစတိုင်းနေပြီးပါဆိုရင်နောက်ဆုံးရောက်လာပြီဆိုရင်အဲ့ app ထဲဝင်ပါမယ်ပြီးရင်အမှသူကပြထားတဲ့နမူနာပုံလေးလည်းရှိတယ်ဒါလို့အဲ့ပုံလေးကြိုင်လည်းအဲ့ပုံလေးထားလို့ရတယ်ဒါပေမဲ့ဒီနေ့မှာမရလို့cherry ကလို့ပြသွားမှာဖြစ်တဲ့အတွက်ဒီဥပမာအရင်နဲ့လုပ်ပြသွားမှာပါဆိုတော့ဆုံးထိလိုက်ကြည့်ပေးပါပါနော်ဆိုတော့ out ကြည့်လိုက်ပြပေးပါမယ်သူကအဲ့မှနေမဟုတ်သူကအဲ့မှနေရွေးချယ်စရာတွေနည်းနည်းပဲရှိရလို့ထင်ကြမှာပါဒါပေမဲ့အဲ့လိုမဟုတ်ပါဘူးအဲ့မှလည်းအများကြီးရှိတယ်လို့ဒီအောက်မှာလည်းရှိပါသေးတယ်မှာပါရွေးချယ်စရာဆိုအများကြီးပါပဲ preference တွေလည်းထားလို့ရပါတယ်ဆိုတော့အများကြီးပါပဲ